ဒီနေ့မှာတော့တို့ရဲ့ morning routine လေးကိုရိုက်ထားတဲ့ဗီဒီယိုလေးပါလိုက်ကြည့်ပေးပါအောင်နော်ရင်စောတိုင်းမျက်နှာတက်ပါတယ်မျက်နှာတက်ပါတယ်ရှင်ရတော့နေကြဘိုင်ယိုဒရာမာကလင်စာလေးနဲ့တက်ပါတယ်ဘိုင်ယိုဒရာမာကလင်စာတော့ကုန်းတော့မယ်ဆိုင်ကနေတော့ပြန်มาထားရပေါ့နော်ဒီမှာမဝယ်ကိုဆိုင်ကနေပဲကိုပြန်ဝယ်ပြီးတုံးတယ်ပေါ့နော်အဲ့ဒီကလေးစားအရန်ကောင်းတယ်ရန်လေးအစီပြန်ဝက်ချက်သမားကြီးဆိုအဲ့ဒါလေးတုံးကြည့်တော်ကောင်းတယ်ဆိုင်မှာရှိသေးတယ်ပေါ့နော်လေးမျက်နှာသစ်စီလေးနဲ့တက်ပါတယ်သူကလေမျက်နှာသစ်စီကိုလေဓာတ်ရိုက်လေအဲ့လိုမျက်နှာပေါ်မတင်မဲနဲ့လက်ပေါ်မှာအမြုပ်ထွက်အောင်အရင်လုပ်ပြီးတော့မျက်နှာပေါ်လေးမှာတင်ပြီးတက်တာကျတော့ပိုးပြီးတော့ကောင်းတယ်ပေါ့နော်ကက်မီကယ်တွေမထိပေါ့ဓာတ်ရိုက်သူကတော့ဒီစီတွေချလိုက်တာစီလုံးပြီးနိုင်ကိုမင်းနာတက်တာအဲ့လောက်ကြာမှမသိခဲ့ပြီးတော့အမြဲတမ်းလေမျက်နှာတုပ်ပွားနဲ့မတုပ်အဲ့လိုတစ်ခါသုံးတစ်ရှူလေးတွေနဲ့ပဲတုပ်ဖြစ်တယ်ပေါ့နော်ရင်အမြဲတမ်းသုံးနေစားဘိုင်ယိုဒါမာတိုနာလေးကိုသုံးပါတယ်အခုဆိုင်မှာလဲ story ပြန်ရောက်ထားပြီပေါ့နော် story အများကြီးပြန်ဝယ်ထားပါပြီမင်းနေတဲ့သူလေးတွေပြန်ရပါပြီနော်သူ့လေးတော်တော်လေးကိုကြိုက်တာပြီးတော့လေသူကအရင်ဘယ်လိုပြောရမလဲညနာတက်ပြီးွားလို့အဲ့ဒီတိုနာလေးလိမ့်လိုက်တာနဲ့ဆွတ်ဆွတ်အီးလေးကျန်ခဲ့တယ်ပေါ့နော်ရွာရင် ordinary serum လေးသုံးပါတယ် serum သုံးတယ်ပေါ့နော် customer တွေတော့မသိဘူးကိုကတော့ skin care တွေအကုန်ကုန်နေပြီတိုနာရောမျက်နှာသစ်စီရော serum ရောလုံးဝဖင်ကပ်ပေးကြတော့တယ်အကုန်ပြန်ပြီးတော့အသစ်သုံးရတော့ပဲပေါ့နော်ပြီးတော့ထပ်မြက်လေအသုံးတော့ခံပါဒီရောက်တာပေါ့နော်4 လအတွင်းဆိုရင်စီရန်က2 ဖူးရှိပါတယ်တိုနာတို့မျက်နှာသစ်စီတို့ကတော့အသစ်မသုံးရသေးဘူးဒီကတော့ moisture လေးပါအခုကဒီမှာတော်တော်အေးနေရဆိုတော့ဒါနဲ့တော်တော်လေးအဆင်ပြေနေတယ်သူကlotion တိုက်ဆိုတော့လေအရင်စီပိုင်လည်းမဖြစ်နေဘူး texture လေးကတော်တော်အဆင်ပြေတယ်အဆိုဓာတ်လည်းဖြည့်ပေးတယ်ပေါ့နော်အရင်တော့ဆိုလေနှာခေါင်းကြားတွေပါတယ်ဆိုအရန်6တယ်အသား6တော့လေအသားပက်တယ်လို့ပေါ့နော်အသားဖလက်လေးတွေလန်တယ်အခုအဲ့ဒါလေးသုံးတဲ့မှာလေအဲ့ဒါကြီးတစ်ချက်တော့တော်တော်သိတာတယ်အဲ့နားလေးတွေမလန်တော့ဘူးဆိုလေးနဲ့အဆင်ပြေတယ်ပေါ့နော်ဘိုင်ဝိုဒါမာရဲ့ sunscreen လေးသုံးပါတယ် sunscreen လေးရဲ့ texture လေးကလည်းlotion တိုက်လေးကျဲလေးပေါ့နော်ကျဲလေးနဲ့အေးလေးcreamy တိုင်းမဟုတ်တော့လေအဆင်ပြေတယ်ဆွဲရတာတို့လိမ့်ရတာတို့ကအရင်ကိတ်ကြီးမဖြစ်ဘူးပေါ့နော် makeup သားပါတော့makeup မလိမ့်ချင်တဲ့သူတွေအတွက်လည်းအဆင်ပြေတယ်ပေါ့နော်သူကတခါတည်းပေါ့ပလိမ့်ချင်တဲ့သူတွေဆိုရင်ဒီတစ်စင်နေအဆင်ပြေသွား foundation တွေကြံပြီးတော့လိမ့်နေစရာမလိုဘူးပေါ့နော်ပြီးတော့သူ့ကိုကြိုက်တဲ့တစ်ချက်လေသူ့ရဲ့အသားလေဘယ်လိုပြောရမလဲကို skin tone color နဲ့ပေါ့နော်တစ်ထက်သေးဖြစ်တယ်ပေါ့နော်ဒီက foundation လိမ့်ထားတယ်လို့ခံစားချက်မျိုးမရစေဘူးအသားနဲ့တစ်ထက်သေးဖြစ်နေပြီးတော့sunscreen လိမ့်ထားတယ်လို့လဲ sunscreen ပဲလိမ့်ထားတယ်လို့လဲခံစားချက်မျိုးကိုမရစေဘူးပေါ့နော်သူကအရန်အဆင်ပြေတယ်တော်တော်ကြိုက်တယ်ဒါကတော့ skin care step တွေအကုန်ပြီးသွားပါပြီ morning skin care routine လေးပေါ့နော်ပစ္စည်း5 မျိုးရှိရင်တော်တော်လေးပြည့်စုံပါပြီ bye bye နောက်မှတွေ့ကြမယ်နော်